Hello အားလုံးသားလေးဆိုမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်လေကွင်းကရတဲ့ခရုတွေခနန်းတွေပစွန်တွေကိုရောပြီးတော့လေသမားဟင်းရခိုင်ချက်ပြမှာဖြစ်ပါတယ်ဒီပစွန်ကကြတော့ဒီကျွန်တော်ဈေးကဝေလာတာပေါ့နော်ခရုနဲ့ဒီခနန်းကကြတော့လိုက်လာတာပါဒီချွန်ချွန်လေးပုံစံခရုကကြတော့မြင်သားထဲမှာအများကြီးတွေ့နိုင်ပြီဒီလိုပွတ်တင်နဲ့ရောပြီးတော့နေတတ်ပါတယ်အလွယ်တူကောက်လို့ရပါတယ်ဒီလိုရှုံးနေကြတော့မြင်နာကနားတွေမှာနေပြီးတော့ဒီလိုဖွက်မှာနေတတ်ပါတယ်ဒီလိုလေးတေချာနိုင်ရပါတယ်ကဲအခုဆိုကျွန်တော်တကောင်ရပါပြီဗျာလေသမားဟင်းချိုချက်ပို့တဲ့ဘူးညွန့်ရဲ့မြင့်ရဲ့ခရမ်းကျင်သီးရဲ့ပြီးတော့ငရုတ်သီးအမက်တွေကိုဈေးကရွေးပြီးတော့ဝယ်လာပါတယ်ဈေးကရုံးလေသေးလေးဝယ်လာပါတယ်ကြာစုံနဲ့မိုးကမတွေ့ခဲ့လို့ရှိတဲ့ဥစ္စာနဲ့ပဲရောချက်လိုက်ပါတယ်။ဒီမှာဟင်းချိုချက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးတော့မုံမွေးလေးဖြစ်အောင်စပလင်လေးဝယ်လာပါတယ်။ပြီးရင်ဒီလိုလေးတေချာလီးထားပါမယ်။ပြီးရင်နိုင်လို့ရတဲ့ခရုနဲ့ကတဲ့ကိုတေချာဆေးပါမယ်။ဆေးပြီးသွားလို့ရှိရင်ဂျင်းစဲကြက်တဲ့နေကြက်သက်ဖြူငရုတ်သီးမဲ့ထောင်းပြီးရေနွေးနဲ့တည်ထားတဲ့ဟင်းရံမှာစောနာလီးထားတဲ့ရုံးပလီသီးရဲ့ခရမ်းကျင်သီးတွေကိုထည့်ပါမယ်။အဲ့လိုထည့်ပြီးဆူလာတာနဲ့ဒီနော်ထားတဲ့ဒီခရုတွေကနန်းတွေပစွန်တွေကိုထည့်ပါမယ်ဒီလိုပစွန်တွေကနန်းတွေနီနီရဲရဲဖြစ်လာတယ်ဟင်းရလဲဆူလာပြီးမွေးလာပြီးဆိုရင်ဘူးညွန့်ကိုထည့်ပါမယ်ဘူးညွန့်ကိုခဏလေးထည့်ပြီးတော့နည်းနည်းပဲနွန်းလာနဲ့ထုတ်ပါမယ်ကဲနောက်ဆုံးမှာတော့လေသမားဟင်းကျုပ်ရခိုင်ချက်ချင်းချင်းဆက်ဆက်လေးရလာပါပြီကဲကျွန်တော်စားအောင်မယ်ဗျာကဲစားကြပါဦးညအိုးအားကြပါလို့အင်းနေဒီတယ်ဘူးရအောင်ဖတ်ကြောပြီးချက်တာလေမအားကြပါကဲခုဆိုကျွန်တော်စားပြပါပါပြီမိတ်ဆွေတို့ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့ဘိုက်စာလာမလို့ပြောနေပါတယ်အားလုံးပဲဘိုက်ဘိုက်ပါနောက်ပြီးမှပြန်လေးဆုံနေကြပါမယ်